သူတို့အခန်းလေးကတော့တဲတဲလေးပဲစပွေးက5လုံး6လုံးပဲရှိဒီမှာစပွေးဒီမှာအခန်းလေးဒီမှာတခုရှိသူတို့ရတဲ့ order ကဒီမှာဒါလောက်ပါပဲဒီမှာdrawing ရတယ်ဒါလောက်ပါပဲအမေရိကရဲ့ကျွန်တော်တို့ Asia တို့မြ restaurant နဲ့လိုပဲတတိကကွေးလေးပဲပေါ့နော်ကြည်ရရင်ဘလာမဝင်ရှိမယ်လို့မထင်ရအောင်ဒါပေမဲ့အချင်းတွေကကောင်းပါတယ်ကိုပန်လုပ်ငန်းလေးဆိုတော့လွယ်လွယ်လနေလို့ရပါတော့ freedom ရတာပေါ့ဆိုဒါလေးကတော့ကောင်းပါတယ်ဒီနေရာကတော့ North Charleston South Carolina ဖြစ်ပါတယ်နော်ဒီဆန်လေးကတရုတ်ဆန်လေးဖြစ်ပါတယ်စားတော့ကတော့ကျွန်တော်မှားနေတော့ဒီမှာဆိုစောင့်နေတာမရသေးဘူးခဏစောင့်ရအောင်နော်ခဏလေးကြံရမယ်ကျွန်တော်ပြန် check လုပ်လို့ရတယ်